ဆက်လက်ပြီးမှကျွန်တော်တို့စီစဉ်ဆက်သွားပါမယ်ကျွန်တော်တို့စီစဉ်လေးကိုလည်း like and share အဖြစ်ဆက်လက်ပြီးမှပူပေါင်းပါဝင်ပေးကြဖို့ရန်အတွက်ကျွန်တော်အနေနဲ့ထပ်မံပြီးမှတောင်းဆိုလိုပါတယ်ကျွန်တော်တို့ဘယ်လိုပဲပြောဆက်လက်ပြီးမှတော်လိုင်းကြီးကျွန်တော်တို့ဟာ2021ရဲကနေမှကျွန်တော်တို့ရွေးချယ်ခဲ့တဲ့လမ်းကြောင်းဖြစ်ပါတယ်ကျွန်တော်တို့လက်နဲ့ကင်တော်လန်ဖို့ရန်အတွက်ကျွန်တော်တို့လဲနေလင်းအောင်မြင်းဆောင်မကြံကျွန်တော်တို့ရရလက်နဲ့ဆွဲကင်ပြီးမှဒီကနေ့အချိန်ထိကျွန်တော်တို့စလာတော့ဆိုရင်ဒါတူမီလက်နဲ့ဆွဲကင်ပြီးမှစတင်လာခဲ့တာအခုချိန်မှာဆိုတော့ကျွန်တော်တို့စိတ်တက်ကြစရာမလိုဘူးဆိုတာကိုကျွန်တော်ပြောချင်တာဖြစ်ပါတယ်ဘယ်လိုပဲပြောဒါကျွန်တော်တို့ဒီအချိန်မှာခက်မီလက်နဲ့တွေအစုံကျွန်တော်တို့တော်လိုင်းရေးမြို့ချက်သူရဲ့ကောင်းနေတဲ့ထက်မှာအားလုံးရောက်ရှိနေပြီကျွန်တော်တို့ဆက်လက်ပြီးမှရှေ့ဆက်သွားဖို့ရန်အတွက်ပဲအင်မတန်မှအရေးကြီးပါတယ်ကျွန်တော်စိတ်ဓာတ်မကျဖို့ရန်အတွက်ကျွန်တော်တို့အမြဲတမ်းစိတ်ဓာတ်ခွင့်အားတွေကျွန်တော်တို့တယောက်နဲ့တယောက်တစ်ဖွဲ့နဲ့တစ်ဖွဲ့ကျွန်တော်တို့ပေးနေဖို့ရန်အတွက်အင်မတန်မှအရေးကြီးပါတယ်တချို့ကျွန်တော်တို့ဒီ online media တွေမှာလည်းကျွန်တော်တို့မြင်တွေ့နေရတယ်တစ်ဖက်နဲ့တစ်ဖက်ကျွန်တော်တို့ဒီဝေဖန်ပြောဆိုကြရဲ့တဲ့စကားတွေကျွန်တော်တို့တော်လိုင်းရေးရဲဘော်တွေစိတ်ဓာတ်ကျနိုင်တဲ့စကားတွေကျွန်တော်တို့ပြောဆိုမှုတွေကျွန်တော်ရက်တန်းပြီးမှကျွန်တော်တို့အားလုံးဘယ်လိုပူပေါင်းဆောင်ရွက်မှုအားကောင်းမလဲကျွန်တော်တို့ဘယ်လိုစီးလုံးမှုရှိနိုင်မလဲတစ်ဖွဲ့နဲ့တစ်ဖွဲ့ကျွန်တော်တို့အားနည်းချက်ဒီကိုအတာချစ်ဖြစ်အောင်ကျွန်တော်တို့ဘယ်လိုပံ့ပိုးကြမလဲဆိုတော့ရည်ရွယ်ချက်အမြင်နဲ့ကျွန်တော်တို့ဟာရှေ့ဆက်သွားဖို့ရန်အတွက်ဒီချိန်မှာအင်မတန်မှအရေးကြီးပါတယ်ကျွန်တော်ချင်းတစ်မျိုးသားလုံးစူးစီးရမယ့်အချိန်ဖြစ်တယ်ကျွန်တော်မြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့ကျွန်တော်တို့ຫນွေဥတော်လိုင်းမှာရက်တီလာကြတဲ့လက်နက်ကင်ဖွဲ့စီအားလုံးဟာအခုချိန်မှာတက်ညီလက်ညီနဲ့ကျွန်တော်တို့စူးစီးရမယ့်အချိန်ဖြစ်ပါတယ်ကျွန်တော်တို့အပြန်အလှန်ပြောဆိုဝေဖန်ပုတ်ခတ်နေရမယ့်အချိန်မဟုတ်ပါဘူးနေရာရာထူးတွေကလည်းအဓိကမဟုတ်ပါဘူးကျွန်တော်တို့ကတော်လှန်ရေးကိုအနိုင်ရရှိနိုင်ဖို့ရန်အတွက်ပဲအဓိကဖြစ်ပါတယ်ကျွန်တော်တို့လူချင်းတဲ့ပန်းနိုင်ကိုမရောက်မချင်းကျွန်တော်တို့ဟာရှောက်လန်းနိုင်ဖို့ရန်အတွက်ဆိုရင်ဒါကျွန်တော်တို့စီးလုံးမှုအားကောင်းမှသာလျှင်ကျွန်တော်တို့လူချင်းတဲ့ပန်းနိုင်ကိုအမြန်ဆုံးရောက်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တကွဲတပြားနဲ့သွားနေသူရဲ့ကျွန်တော်တို့လူချင်းတဲ့ပန်းနိုင်ကိုဘယ်တော့မှရောက်မှာမဟုတ်ဘူးပြီးတော့နိုင်ငံတကာရဲ့ထောက်ခံအားပေးမှုကျွန်တော်တို့ကိုချင်းကပ်မှုလဲကျွန်တော်တို့ဘယ်တော့မှရရှိလာနိုင်မှာမဟုတ်ပါဘူးကျွန်တော်တို့အိန္ဒိချင်းနိုင်ငံတွေဖြစ်စေနိုင်ငံတကာရဲ့ထောက်ခံမှုကျွန်တော်တို့အမြန်ဆုံးရရှိနိုင်တဲ့နီလန်ကတော့ကျွန်တော်တို့အားလုံးစုစည်းမှုအားကောင်းကောင်းနဲ့ကျွန်တော်တို့စစ်ရေးအသာစီးရရှိမှသာလျှင်ကျွန်တော်လူချင်းတဲ့ပန်းနိုင်ကိုရောက်ရှိနိုင်မှာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့အခုချိန်မှာဒီ SCF နဲ့ပတ်သက်ပြီးမှပို့ကိုဒါလက်ရှိအနေထားအရသူတို့ရဲ့လှုပ်ဆောင်မှုလေးတွေနိုင်ငံတကာနဲ့ဆက်ဆံမှုတွေနိုင်ငံတကာရဲ့ထောက်ခံအားပေးမှုတွေလက်ရှိအခြေအနေတွေကိုကျွန်တော်မိဘပြည်သူထံဒါကျွန်တော်တို့တည်တင်တည်ထိုက်တဲ့အရာလေးတွေကိုပြောထိုက်တဲ့အရာလေးတွေကိုပြန်လည်ပြီးမှမျှဝေပေးဖို့ရန်အတွက်အခုချိန်မှာပို့ကိုဆက်လက်ပြီးမှအချိန်ပေးသွားချင်ပါတယ်ဟုတ်ကဲ့ပါစံတဲ့ကျေးဇူးများကြီးတင်တယ်ကျွန်တော်အဲ့ဒီ SCEF ပေါ့နော် FCEF ကိုမရှင်းပြခင်မှာကျွန်တော်တို့ဘာကြောင့်တော်လှန်ရေးလောက်တလဲဆိုတဲ့ဥစ္စာကိုလည်းအနည်းငယ်ထပ်ပြီးတော့အများပြည်သူကိုပေါ့ပြန်ပြီးတော့ပေါ့ remind ပြန်လုပ်ချင်တာပေါ့ကျွန်တော်တို့တော်လှန်ရေးလောက်တာဟာစစ်အာဏာရှင်စနစ်ကြောင့်ဗမာပြည်ဟာကမ္ဘာမှာအစင်းရေးဆုံးဖွံ့ဖြိုးမှုအငြင်းဆုံးแค่အနောက်ကျဆုံးနိုင်ငံဘဝရောက်သွားတယ်နိုင်ငံတကာမှာမျက်နှာအငယ်ဆုံးဒီဖြစ်တဲ့အလုံးဟာကျွန်တော်ဗမာပြည်သူလူထုရဲ့ညံ့ဖျင်းမှုကြောင့်မဟုတ်ဆရာနာစင်စနေဆူရဲ့အတိအပွင့်တွေဖြစ်တယ်ရလတ်တွေဖြစ်တယ်အဲ့ဒါကြောင့်ဒီဆရာနာစင်စနေကြောင့်ကမ္ဘာမှာဆက်လက်ပြီးတော့အစင်းရဲဆုံးဘဝဖွံ့ဖြိုးမှုအငြင်းဆုံးဘဝနိုင်ငံတကာမှာအထင်သေးဆုံးဘဝဆက်လက်ပြီးတော့နေဖို့ကျွန်တော်တို့ကမလိုလားလို့ဆရာနာစင်စနေကိုတော်ထန်တာဖြစ်တယ်အဲ့ဒါကျွန်တော်တို့ပြည်သူတရက်လုံးကအမြဲကောင်းတဲ့မှာပြန်ပြီးတော့ remind ပြန်လုပ်ဖို့ပြန်သတိရဖို့ကျွန်တော်တို့တော်လှန်တဲ့နေရာမှာအာနာယူချင်လို့လည်းမဟုတ်ဘူးစစ်တိုက်ဝတနာပါလို့လည်းမဟုတ်ဘူးဒီကမ္ဘာအစင်းရေးဆုံးဘဝကနေလွတ်ဖို့ကမ္ဘာဖွံ့ဖြိုးမှုအငြင်းဆုံးအနေလွတ်ဖို့စိတ်ဒုက္ခဆင်းရဲဒုက္ခစိတ်ပိုင်းဆိုင်ရာဆင်းရဲဒုက္ခစိတ်ပိုင်းဆိုင်ရာနိနာဆုံးမှုမျိုးစုံပြောရင်တော့မကုန်ဘူးအဲ့ဒါဒီကိုအပြောင်းလေးလုပ်ချင်လို့ဒီဖြစ်ကြအလုံးဟာ
60နှစ်60ကျော်ကြာပြီဖြစ်တဲ့စစ်အာဏာရှင်စနစ်ဆိုးရဲ့အတိအပွင့်တွေကိုစစ်အာဏာရှင်စနစ်ဆိုးရဲ့အကျိုးရလဒ်တွေကိုမခံနိုင်တော့လို့မခံချင်တော့လို့ကျွန်တော်တို့တော်လှန်ရေးလောက်တာဖြစ်တယ်ဆိုလို့ဆိုတော့အမေကောင်းတင်မှာထားစေခြင်းနဲ့အဲ့ဒီရွေးချက်အဲ့ဒီခံယူချက်ကနေကျွန်တော်တို့တော်လှန်ရေးခရီးသွားတဲ့ခါမှာကျွန်တော်တို့ဟာလေလမ်းကြောင်းမှန်ဖို့ကျွန်တော်တို့ရဲ့လမ်းစဉ်ဟာအများပြည်သူကယုံကြည်လို့ရတဲ့လက်ခံလို့ရတဲ့အများပြည်သူပါဝင်လို့ရတဲ့လမ်းကြောင်းဖြစ်ရမယ်အများပြည်သူကိုလည်းအများပြည်သူရဲ့အကျိုးစီးပွားလည်းမျှော်လင့်ချက်ရှိစေရမယ်အာဏာရှင်စနစ်မှာတော့အများပြည်သူအကျိုးစီးပွားအတွက်မျှော်လင့်เสียမရှိဘူးသူတို့လက်တဆောက်စာလူတစုအတွက်ပဲအကျိုးစီးပွားရှိတာမျှော်လင့်ချက်ရှိတာကျန်တဲ့လူကတော့ကျွန်းလုပ်ဖို့ပဲကျွန်းအဖြစ်ခံဖို့ပဲအာဏာရှင်စနစ်ကကျွန်တော်တို့ကမဟုတ်ဘူးကျွန်တော်တို့အားလုံးဟာတန်းတူအခွင့်အရေးတန်းတူအကျိုးစီးပွားတန်းတူမျှော်လင့်ချက်အဲ့ဒီအောက်မှာကျွန်တော်တို့ကနေချင်တာဖြစ်တယ်အဲ့ဒီဥစ္စာတွေအတွက်ကျွန်တော်လှမ်းရေးကိုလောက်တာဖြစ်တယ်လောက်တဲ့လူဒီကိုယ်တိုင်ကလည်းအဲ့ဒီအခြေအနေအရရက်ကိုထင်းချောင်းနိုင်မှာအဲ့ဒီအခြေအနေရဲ့ကိုဖန်တီးပေးနိုင်မှာအများပြည်သူကလိုက်လာမှာဖြစ်တယ်ပါဝင်လာမှာဖြစ်တယ်အဲ့ဒါမှဒီမိုကရေစီဖက်ဒရယ်ဆိုတာကဖြစ်လာမှာဖြစ်တယ်အဲ့ဒီခြေလှမ်းပေါ်မှာအဲ့ဒီမူဝါဒတွေအပေါ်မှာအများပြည်သူကစုစည်းဖို့အဲ့ဒီအပေါ်မှာပူပေါင်းဆောင်ရွက်ဖို့အဲ့ဒီပူပေါင်းဆောင်ရွက်လို့ရှိရင်ကျွန်တော်တို့ခွန်အားနေတဲ့ခွန်အားမဟုတ်ဘူးအမရာမကြီးမာတော့မှာအမရာမလောက်နိုင်ဆွမ်းရှိတော့ခွန်အားညာပညာအားခွန်အားစာစီတဲ့ပင်မျိုးစုံလောက်နိုင်တဲ့ခွန်အားကျွန်တော်တို့ကရှိနေတာဖြစ်တယ်အဲ့ဒီခွန်အားကိုစနစ်တကျတုံချနိုင်ဖို့လိုတယ်အဲ့လိုမျိုးစနစ်တကျတုံချနိုင်ဖို့အတွက်ဗမာတပီလုံးရဲ့ပထဝီနေထားရတောင်ပေါ်ဒေသရှိတယ်မြေပြန့်ဒေသရှိတယ်အားလုံးတောင်းမယ်ဆိုလို့ရှင်တော့လွန်ခဲ့တဲ့ဖွဲ့စည်းပုံရဆိုလို့ရှင်တော့တိုင်းနဲ့ပြည်နယ်14ခုပေါ့အခုကျွန်တော်တို့ရဲ့ Federal ပြည်ထောင်စုအတိတ်ကိုပေါ်ထူထောင်လာမယ်ဆိုတဲ့အနေထားပေါ်မှာတော့တိုင်းနဲ့ပြည်နယ်14ခုကရှိချင်မှရှိမယ်ဗာလေဆိုတော့ကျွန်တော်တို့လူမျိုးကြီးရတန်းတူညီမျှမှုရှိရမယ်ဒါပေမဲ့လူမျိုးကြီးဆိုပြီးတော့လေတန်းတူညီမျှကြီးဆိုတဲ့နေရာမှာလေနိုင်ငံကြီးကောင်းဆောင်တွေကပညာရှင်တွေကဒါတော့မူတော့ဟုတ်တယ်ဒါပေမဲ့ဒီမိုကရေစီနည်းရဒါတော့ဒီခွင့်ရတော့ဒါရှိရမယ်ဆိုတဲ့ဥစ္စာကလာမှာဖြစ်တယ်အဲ့ဒီလိုဖြစ်မှာအဲ့ဒီလိုလောက်မှာပဲကျွန်တော်တို့ကတောင်ပေါ်မြေပြန်အောင်စုစည်းနိုင်မှာဖြစ်တယ်အခုတော့ကျွန်တော်တို့တောင်ပေါ်နဲ့မြေပြန်စုစည်းပြီးတော့နိုင်ငံရေးအင်အားတိဆောက်နိုင်ငံရေးအင်အားအစိုးရအင်အားတိဆောက်ပြီးသားတိဆောက်နေတာဖြစ်တယ်အဲ့ဒီတိဆောက်မှုရခုပေါ်လာတဲ့Federal Democracy ပြည်ထောင်စုပေါ်ထွန်းရေးကောင်စီပေါ့နော်လွန်ခဲ့တဲ့အောက်တိုဘာလလွန်ခဲ့တဲ့ March လကုန်မှာကြေညာတယ်အခုဆိုလို့ရှင်တော့ April နဲ့ May နှစ်လဖြစ်ပြီးအဲ့ဒီနှစ်လတော့အတွင်းမှာတော်တော်လေးခရီးရောက်တာကိုကျွန်တော်တို့တွေ့ရတယ်တော်တော်လေးကိုနိုင်ငံတကာကစိတ်ဝင်စားတယ်အားလုံးတည်ပြီးသားအတိုင်းပဲလွန်ခဲ့တဲ့ပတ်ကနိုင်ငံတကာကိုအဲ့ဒီ Federal Democracy ပေါ်ထွန်းရေးဥဆောင်ကောင်စီရဲ့သတင်းစာရှင်းလင်းပွဲလုပ်တယ်အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာနိုင်ငံတကာကနေနိုင်ငံအသီးသီးကနေကိုယ်စားလှယ်တွေတကယ်ပဲ policy ဘိုင်းကိုအဓိကလေးလာပြီးတော့အဓိကစီစစ်ပြီးတော့လောက်တဲ့တကယ်နိုင်ငံအသီးသီးကလူကြီးတွေလည်းပါတယ်တကယ်ကျွမ်းကျင်တဲ့လူတွေလည်းပါတယ်ကျွန်တော်တို့ရဲ့လမ်းကြောင်းဟာဆိုလို့ရှိရင်တော့တောင်ပေါ်နဲ့မြေပြန့်နဲ့စနစ်တကျစုစည်းနိုင်ပြီးတော့ဒီအစိုးရကိုအာဏာရှင်စနစ်အစိုးရကိုပြန်ပြီးတော့ရှင်ပြန်ဖို့တော်လှန်ဖို့ဆိုတဲ့လမ်းကြောင်းဟာနိုင်ငံတကာကလည်းတိတ်သဘောကျလာဖြစ်တယ်စိတ်ဝင်စားတာလည်းတော်တော်လေးအားရစရာကောင်းတယ်နိုင်ငံအနောက်တိုင်းနိုင်ငံမှာလည်းအခုတနိုင်ငံပြည်တနိုင်ငံကောင်းဆောင်ဒီကlobby တွေလုပ်နေတယ်အဲ့ဒီ lobby ခကြီးစင်ကလည်းအင်မတန်မှအားရစရာကောင်းတယ်နောက်ပြီး Asian ဒီကလည်းအဲ့ဒီခုနပြောတဲ့အင်္ဂလိပ်လိုနဲ့တော့ SCEF ပေါ့ခုနကျွန်တော်ပြောတဲ့Federal Democracy ပြည်ထောင်စုပေါ်ထွန်းရေးကောင်စီပေါ့နော်Asian ကလည်းတော်တော်ကလေးစိတ်ဝင်စားတာဖြစ်တယ်အဲ့ဒီစိတ်ဝင်စားမှုပေါ်မှာလွန်ခဲ့တဲ့မေလလေမှာမလေးရှားနိုင်ငံချားရေးဝန်ကြီးကိုလည်း
နေပြီးတော့ခေါ်ပြီးတော့အဖွေးပေါင်းဆောင်နဲ့ဆွေးနွေးခြင်းနဲ့ဆိုတော့စကားဒီကျွန်တော်တို့ပြောတန်ကြတယ်ဒါကတော့တကယ်စိတ်စေတနာအရင်နဲ့ပြောတဲ့စကားလားအများပြည်သူနဲ့နိုင်ငံတကာကိုလှည့်ဖျားဖို့လင်ညာဖို့ပေါ့ဒီထွန်းဖန်တီးတဲ့လောက်ရက်လားကျွန်တော်တို့ကမခွေချတတ်သေးဘူးဗာလေရှင်းရှင်းလင်းလင်းပြောဖို့အခက်သေးတယ်နောက်ဆက်တွဲကဘာဒီဖြစ်လာမလဲဆိုလို့ဆိုတော့ကျွန်တော်တို့အနီးကလေးလာနေတယ်လွန်ခဲ့တဲ့တစ်ပတ်မှာလည်းအင်ဒိုနီးရှားနိုင်ငံချက်ကြီးဝန်ကြီးကိုခေါ်တယ်စီအိုစုကခေါ်တယ်ဘာဒီဆွေးနွေးတယ်လည်းမသိဘူးအင်ဒိုနီးရှားနိုင်ငံချက်ကြီးဝန်ကြီးကလည်းသူဂျကာတာကိုပြန်ရောက်တဲ့အခါမှာAsian ရဲ့ 5 point consensus ပေါ့နော်အဲ့ဒီ Asian နဲ့စစ်ကောင်စီနဲ့တဘောတူငယ်ချက်၅ချက်ကိုပဲဆက်လက်ပြီးတော့ကောင်ထေပေါ်မယ်အဲ့ဒီတိုင်းတွားမှာပဲနိုင်ငံတကာရဲ့မြန်မာနိုင်ငံရဲ့နိုင်ငံရေးစီရေးအကျက်တေပေါင်းဆောင်အဲ့ဒီပြည်တွင်းစစ်ကိုအဖြေရှာနိုင်မှာဖြစ်မယ်ဆိုပြီးတော့သူပြောတော့တာကျွန်တော်တို့ကြားတယ်အဲ့ဒါဒီကကျွန်တော်ဗာပြောသလဲဆိုလို့ရှိရင်ဗာပြောချင်တယ်ဆိုလို့ရှိရင်တော့အဲ့ဒီ SEC SCEF အဖွဲ့ပေါ်ပြီးတဲ့နောက် FCEF အဖွဲ့ပေါ်ပြီးတဲ့နောက်တော်တော်လေးကိုနိုင်ငံတကာကလည်းလေပူပေါင်းဆောင်ရွက်မှုအပြန်အလှန်ထိတွေ့ဆက်ဆံမှုလည်းအားကောင်းလာတယ်အဲ့ဒီအားကောင်းလာတဲ့နောက်ပိုင်းမှာစစ်ကောင်စီဘက်ကလည်းခေါ်တဲ့အပိုင်းရှိတယ်ဒါပေမဲ့စစ်ကောင်စီကသူတို့ရဲ့လူချင်းတဲ့အာဏာရှင်စနစ်လက်ရှိရွေးကောက်ပွဲတူအယောင်ရွေးကောက်ပွဲလုပ်ပြီးတော့အစိုးရကိုအတိမတ်ပြုပေးဖို့စသဖြင့်သူတို့ကျူးစားတဲ့နေရာမှာလည်းသူတို့ကလက်မခံဘူးဒီလမ်းကြောင်းဟာနိုင်ငံတကာနဲ့အေရှန်ကလက်ခံတဲ့လမ်းကြောင်းမဟုတ်ဘူးအဲကြောင့်ကျွန်တော်တို့ကအတိမတ်မပြုနိုင်ဘူးဆိုပြီးတော့ခိုင်ခိုင်မာမာပြောတယ်အင်မတန်မှအားရစရာကောင်းတယ်အဲ့ဒါဒီဟာလည်းပဲခုနကျွန်တော်တို့ပြောတဲ့SCEF ပေါ်ပြီးတဲ့နောက်မှာတော်တော်လေးကိုအားရစရာဖြစ်လာတဲ့ပေါ့ရလက်ဒီကျွန်တော်တို့မြင်ကွင်းဒီအကြောင်းကိုကျွန်တော်အနေငယ်ချပြလိုတယ်အဲကြောင့်ကျွန်တော်တို့ဟာအာနာရှင်စနစ်ကိုတိုက်ဖြတ်တာကကျွန်တော်အစကပြောတဲ့အတိုင်းအာနာရချင်းလို့မဟုတ်ဘူးစစ်တိုက်ဝါသနာပါလို့မဟုတ်ဘူးကမ္ဘာအစင်းရဲ့ဆုံးဘဝကနေလွတ်ဖို့ကမ္ဘာခဲနောက်ကျဆုံးဖွံ့ဖြိုးမှုအငြင်းဆုံးကနေလွတ်ဖို့နောက်ပြီးတော့လူအခွင့်အရေးဒီမိုကရေစီအခွင့်အရေးဆုံးမှုအလုံးကနေလွတ်ဖို့အဲ့ဒီအတွေ့ကျွန်တော်တို့ကတောင်းထန်လုပ်နေတာဖြစ်တယ်အဲ့ဒီလုပ်နေတဲ့ပုံမှာကဘာကနေလဲခိုင်မာကျွန်တော်တို့မြန်မာပြည်သူလူထုရဲ့ပေါ့ရေစွမ်းတတိပုံမှာလေးစားပြီးတော့ကွန်ပျူတာပြီးတော့မအခုထိရက်တည်နေတော့ပဲဆက်လက်ပြီးတော့အောင်ပွဲခံတဲ့အထိရက်တည်ပေးသွားမယ်ဆိုတာလေကျွန်တော်တို့တွေ့နေရတယ်ကျွန်တော်တို့ကြားနေရတယ်အဲ့ဒီပုံမှာပဲကျွန်တော်တို့ပြည်တွင်းပြည်ပခွန်အားယူပြီးတော့နိုင်ငံတကာရဲ့ပံ့ပိုးကူညီမှုပံ့ပိုးကူညီမှုကိုခွန်အားယူပြီးတော့ဆက်လက်ပြီးတော့တွားဖို့ဖြစ်တယ်ဆိုလို့စပေါ်အနေငယ်ပြန်ပြီးတော့ရှင်းပြလိုတာဖြစ်ပါတယ်ဒါလောက်နဲ့ပဲဒီမေခွန်းလေးကိုကျွန်တော်ဖြည့်ပြရစေကျေးဇူးများတင်တယ်ဆောင်တဲ့ဟုတ်ကဲ့ကျေးဇူးတင်တယ်ပြောသွားတာတော်တော်လေးအားရချင်တဲ့ဆရာကောင်းပါတယ်ဒီ FCF ရဲ့လှုပ်ရှားမှုတွေလည်းကျွန်တော်တို့သတင်းမီဒီယာမှာလည်းအားလုံးကြားသိတဲ့အတိုင်းပဲဒါသူတို့နိုင်ငံတကာလှည့်နေတယ်ကနေဒါဘက်ကိုလည်းသူတို့ရောက်လာတယ်ဒါသူတို့တော်တော်လေးအကျိန်နဲ့ဒါကျွန်တော်တို့မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီးမှဒါအကောင်းဆုံးဖြစ်ဖို့ရန်အတွက်သူတို့ဆွေးနွေးမှုတွေကိုလည်းကျွန်တော်ကြားသိတဲ့အခါမှာအားရကျင်တဲ့ဆရာကောင်းပါတယ်ဆက်လက်ပြီးမှကျွန်တော်တို့ထောက်ခံအားပေးဖို့ရန်အတွက်လည်းမိဘပြည်သူတွေအားလုံးဟာဝိုင်းဝန်းအားပေးကြဖို့ရန်အတွက်အမတန်မှအရေးကြီးတယ်ဆိုတာကိုပြောကြားလိုတယ်လက်ရှိခုနပြောသွားသလိုပဲကျွန်တော်တို့ဒီစနစ်ဆိုးကြီးကိုကျွန်တော်တို့မတွင်းလှန်နိုင်သေးကတော့မိဘပြည်သူလူထုတွေဟာဒုက္ခပေါင်းများစွာကိုကျွန်တော်ခါစီခံနေဆဲခံနေရအောင်မှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အခုကျွန်တော်တို့ဒီပြင်ဦးလွင်ဖက်မှာဒါမာလာရဲ့တာအောင်ပြည်စုံရဲ့ဒါသူရဲ့စီးပွားရေးစီမံကိန်းတွေတိုးချဲ့မှုအတွက်နဲ့ဒါပြည်သူလူထုရဲ့မိသားစုထောင်ချီပြီးမှအိမ်ယာတွေကိုလည်းဒါတိမ်ပိုက်နေတယ်ဆိုတော့လည်းကျွန်တော်ကြားသိရတယ်ဒါသူတို့ကတော့ဒီဘယ်တော့မှသူတို့ရဲ့လောဘစီးစိမ်ကတော့အဆုံးသတ်မှာမဟုတ်ဘူးဒါမြန်မာနိုင်ငံကအထွတ်တရံဇာတာတွေတွင်းထွက်ပစ္စည်းတွေဒါအိမ်ယာမြေတွေဒါသူတို့လူချင်းတဲ့နေရာတွေဆိုရင်ဒါသူတို့ကပြည်သူလူထုကိုငဲ့ညာတယ်ဆိုတာမရှိဘူးဒါသူတို့လူချင်းတဲ့အရာကိုပဲမရရအောင်ယူမဲ့သူတွေဖြစ်တယ်ဒါပြည်သူလူထုရဲ့ကောင်းကျိုးကိုသူတို့ကထည့်တွက်တာမဟုတ်ဘူးဒါအစိုးရလုပ်တယ်ဆိုရင်တော့ဒါဘယ်လိုပဲဖြစ်ဖြစ်ဘယ်လိုပဲပြောဒါသူတို့တိုင်းပြည်ကိုအုပ်ချုပ်ခြင်းနဲ့ဆိုရင်ဒါပြည်သူလူထုရဲ့ဒါခံစားခွင့်တွေပြည်သူလူထုရဲ့ဒါကောင်းမှုတွေကိုဒါသူတို့ကပြုပြင်ပြောင်းလဲပြီးမှဆောင်ရွက်ပေးတယ်ဆိုရင်လည်းဒါပြည်သူလူထုကလက်ခံနိုင်တဲ့အနေအထားကိုရှိသေးတယ်အခုတော့
ဒါတိုင်းပြည်ကိုလည်းအုပ်ချုပ်ချင်သေးတယ်ဒါတိုင်းပြည်မှာနေတဲ့ဒါဘန္နာတွေကိုဖင်ကူးထိုင်ထားပြီးမှဒါပြည်သူလူထုကိုတောက်ရှောင်နှိပ်စက်တပ်ဖြတ်ပြီးမှအိုးအိမ်တွေကိုမိရှုဖြစ်စီနေတဲ့ဒီမအလာကိုဘယ်သူကဘယ်ပြည်သူလူထုကထောက်ခံမလဲအဲကြောင့်ကျွန်တော်တို့ဒီစစ်အာဏာရှင်စနစ်ဆိုးကြီးဟာကျွန်တော်တို့အမြန်ဆုံးကျွန်တော်တို့မတိုက်ထုတ်နိုင်ဘူးဆိုရင်တော့ဆက်လက်ပြီးမှကျွန်တော်တို့ဟာတိုင်းပြည်ကြီးဟာဒီ fail state ကိုကျွန်တော်တို့ရောက်သွားနိုင်တဲ့အနေအထားကိုကျွန်တော်တို့မကြခင်မှာကြုံတွေ့နေရမယ့်အနေအထားကိုရှိပါတယ်ဆက်လက်ပြီးမှကျွန်တော်တို့အားလုံးဝိုင်းဝန်းစူးစမ်းကြိုးပမ်းသွားကြဖို့ရန်အတွက်အင်မတန်မှအရေးကြီးပါတယ်ပြီးတော့ဆက်လက်ပြီးမှအပုကိုတစ်ဆက်တည်းကျွန်တော်မေးခွန်းလေးတစ်ခုဟိုခုနအပုပြောတဲ့အထက်နဲ့မှကျွန်တော်မေးခွန်းလေးတစ်ခုပေါ်လာတာရှိတယ်ကျွန်တော်တို့အဓိကတော့ဒီ CNF ရဲ့ရပ်တည်ချက်သဘောထားပေါ့နော်ကျွန်တော်တို့အရင်ကဒီကျွန်တော်တို့ NCA လမ်းကြောင်းမှာပါဝင်ခဲ့ဘူးတယ်ဒါကျွန်တော်တို့လက်ရှိ NCA လမ်းကြောင်းတုန်းက10ဖွဲ့အားလုံးပါဝင်ခဲ့တယ်ထင်တယ်နော်10ဖွဲ့တဲ့နေမှာကျွန်တော်တို့ CNF ရဲ့ KNU ရဲ့ ABSDF ရဲ့ကဒါနူတော်လှန်ရေးပေါက်ဖွားလက်နောက်ပိုင်းမှာကျွန်တော်တို့ NCA လမ်းကြောင်းကိုဖြစ်သိမ်းပြီးမှဒါကျွန်တော်တို့နူတော်လှန်ရေးမှာအားလုံးပူးပေါင်းပါဝင်သွားကြတာဖြစ်တယ်အဲ့ဒီအနေထားနဲ့ပတ်သက်ပြီးမှကျွန်တော် CNF ရဲ့ရပ်တည်ချက်ကကျွန်တော် K3C နဲ့လည်းကျွန်တော်တို့ပူပေါင်းတယ် SCF မှာလည်းကျွန်တော်တို့ပူပေါင်းပါဝင်လာတဲ့အခါမှာအခုလက်ရှိအနေထားအရတချို့ဒီ online media တွေမှာတုံးတက်ချက်လေးတွေဝေဖန်မှုလေးတွေတက်လာတာကိုကျွန်တော်တို့ကြားသိရတယ်ဒါ CNF အနေနဲ့ကသူတို့ကဒီလက်နက်ကင်ဒေါ်လာရေးကိုသူတို့ကတိုက်ဖို့တက်စားလို့ရှိရင်တော့ဒီမဟာလာနဲ့ငိမ့်ချိုင်းလမ်းကြောင်းကိုပဲသူတို့ကဆက်လက်ပြီးမှသွားနိုင်တဲ့အနေအထားကိုရောက်နေပြီထင်တယ်ဆိုတော့တုံးတက်ချက်လေးတွေဝေဖန်မှုလေးတွေရှိတဲ့အခါမှာ CNF ရဲ့ရပ်တည်ချက်ကဘယ်အတိုင်းတာထိရှိတယ်လဲဆိုတာလေးတွေကိုအဲ့တဲ့ဝေဖန်ပြောဆိုမှုလေးတွေကိုဒါပြောတင်ပြောထိုက်တလောက်လေးပေါ့နော်အနှဲငယ်ပြန်လဲပြီးမှဖြေချပေးဖို့ရန်အတွက်ကျွန်တော်အနေနဲ့တောင်းဆိုလိုပါတယ်ဟုတ်ကဲ့ပါစံတဲ့ကျေးဇူးတင်တယ်ကျွန်တော် CNF ကနေတော့ကျွန်တော် CNF ကိုစာ spokesperson နော်ပြောရေးဆိုခွင့်ရှိသူ slide 10ဒီကဒါဒီကခဏခဏရှင်းပြပြီးသားဖြစ်တယ်ဒါပေမဲ့သူ့ရဲ့ရှင်းပြချက်ကတချို့ဒီကတော့နားမထောင်တာတော့မဖတ်တာတော့ဒီလည်းရှိတဲ့အတွက်ကျွန်တော်တို့ကအားဖြည့်ပေးတဲ့သဘောလည်းဖြစ်သွားအောင်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဖြည့်ပေးပါရစေကျွန်တော် CNF ရဲ့ရပ်တည်ချက်ကဘယ်လိုပဲဖြစ်ဖြစ်ဘောFederal Democracy ပေါ်ထွန်းရေးအမျိုးသားတန်းတူရေးအဲ့ဒီပေါ်မှာကျွန်တော်ကခိုင်ခန့်မှာရပ်တည်ပြီးတော့တော်လှန်ရေးလုပ်နေတာဖြစ်တယ်အဲ့လိုလုပ်တဲ့နေရာမှာကျွန်တော်တို့တဖွဲ့သေးနေမဟုတ်ပဲနဲ့အခုပြောတဲ့အခုကျွန်တော်တို့ပြောနေတဲ့ SCEF ပေါ့နော် SCEF ရဲ့ရပ်တည်ချက်ဒီလမ်းရှင်တွေလည်းကျွန်တော်တို့ကဘလိုနည်းမှအဲ့ဒီကနေတွေ့ဖြစ်ပြီးတော့တွားမှာလည်းမဟုတ်ဘူးအဲ့ဒီမူဝါဒနဲ့ညီကျွန်တော်တို့ကပထမအဦးဆုံးတော့ဆရာနာစင်စနစ်ချုပ်ငင်းကြီးပဲနံပါတ်1တော့ဆရာနာစင်စနစ်ဖေရှားပြီးတဲ့နောက်ဘလူးဒီမိုကရေစီထူထောင်မလဲဖက်ဒရယ်ဘလူးထူထောင်မလဲအဲ့ဒါတော့ခုနကျွန်တော်တို့ပြောတဲ့အဖွေးဆုံးမမပီမှာရှိတဲ့တောင်ပေါ်မြေပြအဖွေးဆုံးပါဝင်တဲ့ဟောပေါ့ဆွေးနွေးပွဲရတယ်တွားမယ်လို့ကျွန်တော်တို့ကအဲ့ဒီလိုမြင်ထားတာဖြစ်တယ်စီအုပ်စုဒီနဲ့ပတ်သက်တဲ့ကိစ္စကတော့စီကြီးအရာတော့ကျွန်တော်တို့ကဆက်လက်ပြီးတော့ခိုင်မာတဲ့ခိုင်မာအောင်ကျွန်တော်တို့ကတည်ဆောက်မှာဖြစ်တယ်အဲလဲဆိုတော့အမျိုးသားတရက်အနေနဲ့ရက်တည်တဲ့ကျွန်တော်တို့ချင်းမျိုးသားတွေချင်းရဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်ချင်းတွေရဲ့ဖို့ဖို့အမွေပိုင်နေနေပြီပေါ့နော်အဲ့ဒီအတွေ့တော့ကိုယ့်ရဲ့အမျိုးသားတက်ကိုယ့်ရဲ့ land ကိုယ့်ရဲ့နေမြေကိုဟောပေါ့လုံခြုံမှုပေးနိုင်အောင်တက်ကတော့ကျွန်တော်တို့ကအခိုင်အမာဆက်လက်ပြီးတော့လောက်တော့မှာဖြစ်တယ်လောက်တဲ့နေရာမှာ Federal မူကိုထိခိုက်မှာမဟုတ်ဘူး Democracy မူကိုထိခိုက်မှာမဟုတ်ဘူးအဲ့ဒီမူအရကျွန်တော်တို့သွားမှာဖြစ်တယ်အဲ့ဒါဘောလို့အဲ့လိုမျိုးသွားမယ့်နေရာမှာတော့အဲ့ဒီစေအုပ်စုတွေနဲ့ကျွန်တော်တို့တွေးမယ်ဆိုလို့ရှိရင်တွေးကောင်းတွေးနိုင်တယ်တွေးလို့ရှိရင်တော့ကျွန်တော်တို့ကပြောမှာကတေချာတယ်ခေါ်ရင်တော့ကျွန်တော်တို့တွေးမယ်ဥစ္စာကအာနာရှင်စနစ်ကိုအဆုံးသတ်ဖို့အဲ့ဒီစေအုပ်ချုပ်ရေးကိုအရပ်ဖက်အုပ်ချုပ်ရေးအပြောင်းလဲလုပ်ဖို့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေးမှာဖြစ်တယ်အဲ့ဒီစေအုပ်စုတွေနဲ့အပေးယူလုပ်ပြီးတော့ဒါမင်းရဒါငါရမယ်ဆိုတဲ့ပုံစံမျိုးနဲ့စီရကဘယ်တော့မှတော့မှာမဟုတ်ဘူးဆိုလို့စာကိုကျွန်တော်ဒီကနေအခိုင်အမာပြောချင်တယ်ဆရာနာရှင်စနစ်ကိုဘလို့အပြောင်းလဲလုပ်မလဲအများပြည်သူလူချင်းတဲ့ပြည်ထောင်စုကိုဘလို့ထူထောင်မလဲအဲ့ဒီဖက်တော့မှာဖြစ်တယ်
ဆရာနာရှင်စနစ်နဲ့ဆရာနာရှင်လူတစုနဲ့ကျွန်တော်တို့ရှင်တဲ့ကတွေးပြီးတော့အပေးယူလို့တခုမှမရှိဘူးဆိုတဲ့ဥစ္စာကိုလည်းအများပြည်သူစီမုံမှာခိုင်ခိုင်မာမာပြောချင်ပါတယ်ဒီလောက်ပါပဲကျေးဇူးအများကြီးတင်တယ်